copy ဆိုဖြစ်သွားဆိုရင်ကျွန်တော်လည်းတော့သိ true ကြကြတော့မဟုတ်ပါဘူးကိုစမ်းသက်မတိတွေ့ဘူးတဲ့ music form လေးစမ်းသက်တိတွေ့နေတာမလုပ်ဘူးတဲ့အလုပ်ခုလုပ်ကြည့်နေတာဒါပါပဲဆိုတဲ့အတွက်အခက်ခဲနေတာရှိတာကွဲလဲမှုပေါ့အုံးနဲ့ကောရှိပါတယ်ဟာသူလုပ်ပြီးသား form အသေးထဲမှာကိုကသူ့ form တန်းသူ့တဒန်းတိုင်းလိုက်ပြီးတော့လုပ်ရတယ်ဆိုတဲ့အခါကျတော့ကိုယ့်ရဲ့စိတ်ကူးနဲ့ကွန်ပျူတာဘာမှမရှိဘူးသူစကလုံးတစ်လုံးစီပေါ်မှာသူဘယ်လိုမှုယူသွားတယ်သူဘယ်လို expression လုပ်သွားတယ်အဲ့အတိုင်းကိုလိုက်လုပ်ရတယ်တချို့နေရာတွေတော့ခက်ခဲတာတွေရှိစေးဘောလေးကိုကြိုက်ရကြိုက်တယ်စေးဘောလေးကအကြိုက်ဆုံးอ่ะစေးဘောလေးကိုတော့ကြိုက်တယ်ဆိုတော့စေးဘောလေးအမျိုးအများကြီးတောက်တာလားဒါတစ်မျိုးနဲ့တောက်တစ်မျိုးနဲ့တောက်တယ်တခုပဲကြိုက်ဘာစလေးတောက်အဲ့ဒါတော့ကျွန်တော်ကရမှာပြောနိုင်ကိုယ်ကြည့်ပါဟာဒီကအရင်ကကျွန်တော်ပြီးသလောက်တော့ခင်ဗျာရက်ကျွန်တော်လေးနှစ်သက်တယ်လို့ကြားတယ်ဟုတ်လားဟုတ်ပါဘူးရောတောက်ပြီးတာမတောက်တော့ဘူးကျွန်တော်ကြာသွားပြီရက်ဖြတ်လိုက်ရဖြတ်လိုက်ဘာဖြစ်လို့လဲကြီးစားကိုကြောက်တယ်ကြီးစားကိုကြောက်တယ်ကြီးစားကိုချစ်လို့လားကြောက်လို့လားဒီခုလုံးပါ